ကြည့်ရှုရမယ့်တဲ့နေကတော့ CRPH နဲ့ SCEF တာဝန်တွေကြောင့် NLD CWC ကနေဥအောင်ကြည်ညွတ်ဆိုင်းငံ့အနာယူရတယ်။ထိုင်းရောက် PV passport ကိုင်ဆောင်သူတွေစာအုပ်အသစ်လဲလှယ်တာကိုဘန်ကောက်တန်ယုံရက်ဆိုင်တဲ့တဲ့မလေးရှားပြန်အမျိုးသား2ဦးကို AA နဲ့ဆက်တယ်လို့ဆွဆွဲပြီးတော့မြင်းမှုမှာဖမ်းဆီးထားရတဲ့မုတ်တုံလင်းနဲ့လေပွေလှိုင်းကြောင်းနိုင်ငံအနှံ့မိုးကြီးနိုင်တဲ့တဲ့နဲ့လူငယ်ရေး social media ဆွဲလန်းအောင်ပြုလုပ်ခဲ့တယ်လို့ American ပြည်နယ်တွေကမိသားကိုဆွဆွဲတဲ့အပါအဝင်ဒီကနေ့တော့နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းတွေကိုလည်းစုစည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ NLD CWC မှာတာဝန်ယူနေတဲ့ CC ဦးအောင်ကြည်ညွတ်ဟာအခြားသောနိုင်ငံရေးနဲ့တော်လှန်ရေးတာဝန်တွေပိုများလာတာကြောင့် CWC လုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့အနားယူလိုက်ပြီလို့ NLD အတိုင်းဝိုင်းစီကနေမြစီမာကသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ NLD CWC အဖွဲ့ဝင်ဦးကျော်ထွေးကဦးအောင်ကြည်ညွတ်အနေနဲ့ CWC တာဝန်ကနေဆိုင်းငံ့ခွင့်တင်ထားတာရှိရဲလို့မြစီမာကိုအတည်ပြုပြောဆိုထားပါတယ်ဒါပြင်ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူကိုစီတူမောင်ကလည်းဆရာဦးအောင်ကြည်ညွတ်ဟာပြီးခဲ့ဇွန်လဇန်ပိုင်းကလေးက CWC တာဝန်ကနေဆိုင်းငံ့အနားယူထားတာဖြစ်ကြောင်းနဲ့တစ်ဖက်မှာလည်းတာဝန်ယူထားရတဲ့ CRPH ဥက္ကဋ္ဌတာဝန်ရော SCEF အဖွဲ့ရဲ့ဦးဆောင်ကောင်စီဝင်တာဝန်တွေပါတွေရောရှက်တင်မဖြစ်ရအောင်နဲ့အချိန်လုံလောက်စွာမပေးနိုင်တာကြောင့်အနားယူရတာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဦးအောင်ကြည်ညွတ်ဟာပြီးခဲ့ဇွန်လ19ရက်နေ့က CWC အဖွဲ့ဝင်တွေစီတရားဝင်စာတင်ပြခဲ့တာဖြစ်ပြီးအဲ့ဒီတင်ပြစာထဲမှာ CWC စုဖွဲ့ဆောင်ရွက်မှုမှာ CEC တရားအနေနဲ့ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ပေမဲ့အခုအခါ CEC တွေဖြစ်ကြတဲ့ဆရာဦးထွန်းထွန်းဟိန်နဲ့ဒေါက်တာဒေါ်မေဝင်းမြင့်တို့အချိန်ပြည့်ဆောင်ရွက်နိုင်ကြပြီဖြစ်တဲ့အပြင်ကျွန်တော်မှာနောက်ထပ်တိုးချက်တာဝန်ယူရတဲ့ကော်မတီတွေရှိလာတာကြောင့် CWC အတွက်အချိန်ပေးနိုင်မှုနည်းလာတာအခြားကဏ္ဍတွေနဲ့ role conflict မဖြစ်အောင်လိုအပ်တာတွေကြောင့် CWC တာဝန်ကနေအနားယူရတာပါဖြစ်တယ်လို့ရေးသားထားတာကိုမြစီမာကဖတ်ရှုရပါတယ်ဦးအောင်ကြည်ညွတ်ဟာ NLD CWC တာဝန်ကနေအနားယူလိုက်ပေမဲ့ပါတီဗဟိုအလုံးမှုဆောင် CEC အဖြစ်တော့ဆက်ရှိနေအောင်မှာဖြစ်လို့ CRPH ဥက္ကဋ္ဌတာဝန်နဲ့ Federal Democracy ပြောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ရဲ့ဦးဆောင်အဖွဲ့ဝင်တာဝန်တွေကိုတော့ဆက်လက်တာဝန်ယူထားပါတယ်ပြီးခဲ့ဇွန်လ14ရက်နေ့က New York မြို့ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်ခဲ့တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU Forum ကိုလည်း CRPH ဥက္ကဋ္ဌအနေနဲ့ကိုရန်တက်ရောက်ခဲ့ပြီးတော့မြန်မာပြည်သူတွေကိုဆက်ပြီးပံ့ပိုးကူညီပေးကြဖို့တိုက်တွန်းဆွေးနွေးခဲ့ပါသေးတယ်။ NLD ဗဟိုအလုပ်ကော်မတီ NLD CWC ဆိုတာကတော့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပါတီခေါင်းဆောင်တွေဖမ်းဆီးခံရချိန်မှာပါတီလုပ်ငန်းတွေဆက်လက်လဲပတ်နိုင်ဖို့နဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက်2021ခုနှစ်အောက်တိုဘာ30ရက်နေ့ကမှစတင်ဖွဲ့စည်းခဲ့ရတဲ့ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ထိုင်းရောက် PV passport ကိုင်ဆောင်သူတွေစာအုပ်အသစ်လဲလှယ်တာဘန်ကောက်တန်ယုံရက်ဆိုင်တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရောက်အလဲပတ်နိုင်ငံကူးလက်မှတ် PV passport ကိုင်ဆောင်သူတွေကို passport စာအုပ်အသစ်ပြန်လဲပေးတာနဲ့တက်တန်းတိုးပေးမှုတွေကိုဘန်ကောက်မြို့မြန်မာတန်ယုံကဒီကနေ့ဩဂတ်19ရက်မှာစတင်ရက်ဆိုင်လိုက်ပါတယ်ဒီအချိန်နဲ့ပတ်သက်လို့ဘန်ကောက်တန်ယုံအနီးနားမှာရှိတဲ့မြန်မာ passport အကျိုးဆောင်တဦးကဒီကနေ့စပြီးလဲမပေးတော့ပါဘူးတရားဝင်စာထွက်လာတော့မှာဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာလည်းဒီသတင်းတွေပြန့်နှံ့နေပြီလို့မြစီမာကိုအတည်ပြုထားပါတယ်ထွက်ပေါ်လာတဲ့သတင်းအချက်လက်တွေအရထိုင်းနိုင်ငံမှာ PV အမျိုးအစားကင်ဆောင်ထားသူတွေအနေနဲ့ passport တက်တန်းကုန်လို့အလုပ်လုပ်ပိုင်ခွင့် passport PJ အမျိုးအစားစီပြောင်းလဲတာဒါမှမဟုတ်စာအုပ်အသစ်လဲလို့ရင်ဘန်ကောက်တန်ယုံကသစင်နေပြည်တော်မှာရှိတဲ့ရတာတစ်ပိုင်းစေအုပ်ချုပ်ရေးအဖွဲ့အစည်းတင်ပြစီစစ်ရမှာဖြစ်ပါတယ်နေပြည်တော်မှာရှိတဲ့အရတာတစ်ပိုင်းစေအုပ်ချုပ်ရေးအဖွဲ့အစည်းကခွင့်ပြုမိတ်ပြန်ကြလာမှသာတန်ယုံဘက်က passport ပြုလုပ်ခွင့်ပေးတော့မှာပါအခုလိုနေပြည်တော်ရဲ့စီစစ်ခွင့်ပြုချက်ရယူရမယ့်စီကံချက်တွေကိုရုတ်တရက်တင်းကျပ်လိုက်တာကြောင့်ထိုင်းနိုင်ငံအတွင်း PV passport နဲ့ဝင်ရောက်လာပြီးအလုပ်ဗီဇာနန်ဘီနဲ့ကျောင်းသားဗီဇာနန် ED တွေပြောင်းလဲကတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ပညာသင်ကြားနေကြတဲ့မြန်မာရွှေပြောင်းလုပ်သားတွေနဲ့ကျောင်းသားတွေအကြားစိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါတယ်ဒီလိုလုပ်ငန်းစဉ်ပြောင်းလဲမှုနဲ့ပတ်သက်လို့ဘန်ကောက်မြို့မြန်မာတန်ယုံဘက်ကလည်းစုံတရာတရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး
စကောင်းဆောင်မင်းအောင်လှိုင်ကပြီးခဲ့တဲ့ August 9 ရက်ကထိုင်းနိုင်ငံခီးစဉ်အတွင်းဘန်ကောက်မြို့မြန်မာတန်ယုံကိုရောက်လာခဲ့ပြီးတဲ့နောက်17ရက်အကြာမှာအခုလို PV passport တင်ကြမှုသတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်ခင်ဗျာဆလဘီတော့မလေးရှားပြန်အမျိုးသား2ဦးကို AA နဲ့ဆက်တယ်လို့ဆွဆွဲပြီးတော့မြင်းမှုမှာဖမ်းဆီးထားတဲ့တဲ့နဲ့ဆက်ပါမယ်မလေးရှားနိုင်ငံကနေပြန်လာတဲ့အရက်သားအမျိုးသား2ဦးဟာစကိုင်းတိုင်းမြင်းမှုမြို့နယ်တွေကဆေးစုတက်စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံခဲ့ရပြီးတော့ August 19 ရက်ဒီကနေ့အထိတပတ်ကျော်လာပြီမဲ့ပြန်မလွတ်လာသေးဘူးလို့နီးစပ်သူတွေနဲ့သတင်းရင်းမြစ်တွေကမျက်စိမှကိုပြောပါတယ်ဖမ်းဆီးခံထားရသူတွေဟာမလေးရှားနိုင်ငံကနေပြန်လာတဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကန်ကျွန်းကြီးကျေးရွာကအသက်43နှစ်အရွယ်ဦးကျော်တန်းလွင်နဲ့မြောက်ဦးမြို့နယ်ကအမျိုးသားတဦးတို့ဖြစ်ကြပါတယ်သူတို့နှစ်ဦးက August 10 ရက်နေ့မှာမလေးရှားကနေရန်ကုန်ကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး August 12 ရက်နေ့မှာရခိုင်ပြည်နယ်ဘက်ကိုဆက်လက်ထွက်ခွာစဉ်မြင်းမှုစစ်ဆေးရေးဂိတ်မှာအခြားခရီးသည်6ဦးနဲ့အတူဆေးစုတက်ရဲ့ဖမ်းဆီးစစ်ဆေးတာကိုခံခဲ့ရတာပါမလေးရှားမှာနေထိုင်ပြီးတော့ခီးသွွားလုပ်ငန်းလုပ်ကိုင်နေတဲ့အမျိုးသမီးတဦးရဲ့ပြောပြချက်အရဖမ်းဆီးခံထားရသူ2ဦးဟာလက်ရှိအချိန်ထိအသက်ဘေးကနေလွတ်မြောက်နေသေးပေမဲ့လည်းအခြားနေရာကိုပြောင်းရွှေ့ထိမ့်သိမ်းခံထားရတာကြောင့်ဘယ်နေရာမှာရောက်နေလဲဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်ဒါ့အပြင်ဦးကျော်တန်းလွင်နဲ့နီးစပ်သူအမျိုးသမီးတဦးကလည်းကားပေါ်ပါလာတဲ့ခီးတဲ့10ဦးလုံးကိုဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာကျန်တဲ့ခီးတဲ့6ဦးကိုပြန်လွှတ်ပေးခဲ့ပေမဲ့သူတို့2ဦးကိုတော့အေးနဲ့ဆက်တဲ့ဆိုတဲ့တန်တရားနဲ့ဆက်လက်ဖမ်းဆီးထားတာဖြစ်တယ်လို့ပြောပြပါရယ်ဆဲဆုတဟာအဲ့ဒီရခိုင်အမျိုးသား2ဦးကိုအာရခတက်တော်အေးနဲ့ဆက်နွယ်ရဲဆိုပြီးတန်တရားနဲ့ထိမ့်သိမ်းထားတာဖြစ်က August 19 ရက်ဒီကနေ့အထိဘယ်နေရာမှာထိမ့်သိမ်းထားတယ်ဆိုတာကိုမိသားစုဝင်တွေကမသိရသေးတဲ့အတွက်အလုံးမင်းစိုးရိမ်ပူပန်နေကြရပါတယ်။ဆေးစုတဟာရခိုင်ပြည်နယ်အတွင်းစစ်ရေးရှုံးနိမ့်မှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းအခြားတိုင်းနယ်ပြည်နယ်တွေကိုတွားရောက်တဲ့ရခိုင်ဒေသခံအရက်သားတွေကိုအေးနဲ့ဆက်တဲ့ဆိုပြီးတော့ဆွဆွဲကလန်ခီစစ်ဆေးဂိတ်တွေမှာဖမ်းဆီးစစ်ဆေးတာတွေကိုစက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါရဲ့ခင်ဗျာ။ဆလဘီရောမုတ်တုံလေနဲ့လေပွေလိုင်းကြောင့်နိုင်ငံအနှံ့မိုးကြီးနိုင်တဲ့ရင်းကိုတင်ဆက်ပေးပါမယ်။မုတ်တုံလေးအားကောင်းနေတာနဲ့တောင်တရုတ်ပင်လယ်ကလေပွေလိုင်းမြန်မာနိုင်ငံအရှေ့ပိုင်းကိုရွေလျားနိုင်တာကြောင့် August 19 ရက်ကနေ25 ရက်အထိမြန်မာနိုင်ငံဒေသများအပြားမှာမိုးတဲထန်စွာဆက်လက်ရွာသွန်းနိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကဖော်ပြထားပါတယ်။ဂရမွန်နဲ့တရင်းနိုင်ဒေသတွေမှာ August 20နဲ့21ရက်နေ့တွေမှာမိုးရိမ်ချိန်100ကနေ160မီလီမီတာအထက်ထိရွာသွန်းနိုင်တာကြောင့်ရုတ်တရက်ရေကြီးတာတောင်ကျရေကျတာနဲ့မြေပြိုတာတွေဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးထားပါတယ်။ဒါပြင် August 22 ရက်နောက်ပိုင်းမှာလည်းလေပွေလိုင်းစနစ်ဟာအလဲပိုင်းနဲ့မြောက်ပိုင်းကိုရွေလျားနိုင်တာကြောင့်မြို့အကျွန်းပေါ်ရန်ကုန်စကိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးဆက်လက်ရွာနိုင်ပါတယ်။နိုင်ငံထက်ပိုင်းမှာမိုးများလာပါက AR နဲ့ချင်းချင်းမြင့်မြင့်တက်လာနိုင်တဲ့အတွက်မန်လေးစကိုင်းမကွေးနဲ့မြစ်ကမ်းသားဒေသတွေမှာရေဘေးအန္တရာယ်ကိုတတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းထားပါတယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့မြစ်၄စင်းဟာဒေသ6ခုမှာစိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေတယ်လို့မိုးစလတ်ဌာနကထုတ်ပြန်ထားပါတယ်။ AR မြစ်ဟာစိတ်တာမြို့မှာနောက်12နာရီအတွင်းစိုးရိမ်ရေမှတ်အောက်ပြန်ကျနိုင်ပေမဲ့လည်းဟင်္ဒရာနဲ့စလွန်မြို့တွေမှာတော့နောက်တစ်ရက်ထိစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်ရှိနေအောင်ပါပါ။စစ်တောင်းမြေဟာမရောင်းမြို့မှာစိုးရိမ်ရေအမှတ်ထက်တပေ17လက်မခန့်ကျော်လွန်နေပြီးတော့နောက်တစ်ရက်အတွင်းတလက်မခန့်ထပ်မံမြင့်တက်လာနိုင်ပါတယ်။တိုးမြေဟာလည်းမအူပင်မြို့မှာနောက်တစ်ရက်အတွင်းဒီရေမြင့်တက်ချိန်မှာစိုးရိမ်ရေအမှတ်ထက်တပေခန့်ကျော်လွန်လာနိုင်ပါတယ်။ငဝုံမြေဟာငတိုင်းချောင်းမြို့မှာစိုးရိမ်ရေအမှတ်ထက်9လက်မခန့်ကျော်လွန်ပြီးတော့နောက်တစ်ရက်အတွင်း2လက်မခန့်ပြန်ကျလာနိုင်ပေမဲ့စိုးရိမ်အမှတ်အထက်မှာပဲဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ငဝင်မြစ်ရေကာတာကျိုးပေါက်ခဲ့တဲ့လေးမျက်နှာမြို့အပောင်အတိုင်းချောင်းနဲ့အိုင်တဗျူမှာရှိတဲ့ကျေးရွာတွေကရေကြီးမှုဆိုးရွားစွာဖြစ်ပွားနေစေဖြစ်ပြီးငတိုင်းချောင်းမြို့မှာတော့တမျိုးလုံးနီးပါးရေမြုပ်ကသွားလာရေးအဆင်မပြေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တစ်ဖက်မှာလည်းရေကြီးမှုတစ်ပတ်ခန့်ကြုံတွေ့ခဲ့ရတဲ့စကိုင်းတိုင်းမှာရှိတဲ့ကျေးရွာတွေမှာတော့မိုးရွာသွန်းမှုနည်းသွားတဲ့အတွက်ရေပြန်ကျသွားပြီဖြစ်ပေမဲ့အကူအညီတွေဆက်လက်လိုအပ်နေစေဖြစ်ပါတယ်။ဒါကြောင့်မို့လို့တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးတဲထန်စွာရွာသွန်းမှုနဲ့အတူမြင့်ရမြင့်တက်မှုတွေဆက်လက်ဖြစ်ပေါ်နေတာကြောင့်ပြည်သူတွေအနေနဲ့ရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာစတဲ့တဘာဝဘေးအန္တရာယ်တွေကိုကြိုတင်သတိပြုရှောင်ရှားကြဖို့မိုးလေဝသဌာနတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။နိုင်ငံတကာသတင်းဘက်ကိုဆက်ကြည့်အောင်ပါ။
လူငယ်ရဲ့ social media ဆွဲလန်းအောင်ပြုလုပ်ခဲ့တယ်လို့ American ပြည်နယ်တွေကမိသားကိုဆွဆွဲတဲ့တဲ့ကိုဝိုင်းတော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်အော့ကလန်မြို့မှာရှိတဲ့ Federal တရားရုံးမှာ Meta ကုမ္ပဏီဟာဆယ်ကျော်သက်တွေ social media အသုံးပြုမှုဆွဲလန်းစေဖို့ Instagram နဲ့ Facebook တွေကိုရည်ရွယ်ချက်ရှိရှိဒီဇိုင်းရေးဆွဲခဲ့တယ်လို့ဆွဆွဲထားတဲ့အမှုကိုဩဂတ်လ18ရက်နေ့မှာစတင်ကြားနာခဲ့ပါတယ်။ပြည်နယ်29ခုပါဝင်တဲ့ပူးပေါင်းအဖွဲ့က Meta ထံဒေါ်လာဘီလီယံ200အထိတန်ငွေချမှတ်ဖို့တောင်းဆိုထားပြီးဆယ်ကျော်သက်တွေ social media ဆွဲလန်းမှုကိုမြင့်တင်ပေးဖို့ဤပညာတွေကိုအသုံးပြုခဲ့တယ်လို့ဆွဆွဲထားပါတယ်။ကယ်လီဖိုးနီးယားလက်ထောက်ရှေ့နေချုပ်ရဲ့စီးပွားရေးပုံစံဟာအသုံးပြုသူတွေကိုဆွဲဆောင်ခြင်းအချိန်ကြာမြင့်စွာအသုံးပြုစေဖို့ထိန်းထားခြင်းသူတို့ရဲ့အချက်လက်တွေစုဆောင်းခြင်းနဲ့အများပြည်သူထံအမှန်တရားကိုဖုံးကွယ်ခြင်းတို့ဖြစ်တယ်လို့တရားရုံးမှာပြောကြားခဲ့ပါတယ်။ Meta ဟာကလေးတွေနဲ့ဆယ်ကျော်သက်တွေရဲ့အုံနောက်လှုပ်ဆောင်ပုံကိုအခွင့်ကောင်းယူခဲ့တယ်လို့လည်းသူကဆွဆွဲပါတယ်။ Meta ရဲ့အင်ဂျင်နီယာဌာနအကြီးအကဲဟောင်းက Facebook စတင်ခဲ့တဲ့အစောပိုင်းကာလတွေမှာအကြောင်းအရာတွေကိုအသုံးပြုသူတွေစီအမြန်ဆုံးရောက်ရှိဖို့အဓိကထားခဲ့ပြီးအဲ့ဒီလိုလှုပ်ဆောင်ရမှာလုံခြုံရေးကိုဒုတိယဦးစားပေးအဖြစ်ထားခဲ့ရတဲ့အချိန်တွေများပြားခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ Meta ကဆွဆွဲချက်တွေအားလုံးကိုညှင်းဆိုထားပြီးကလေးတွေနဲ့ဆယ်ကျော်သက်တွေအတွက်ကာကွယ်ရေးစီမံတွေထည့်သွင်းနိုင်ဖို့မိဘတွေကျွမ်းကျင်သူတွေနဲ့အာဏာပိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။ကုမ္ပဏီရဲ့ရှေ့နေကလူတချို့အနေနဲ့ social media အသုံးပြုမှုနဲ့ပတ်သက်ပြီးအခက်အခဲတွေကြုံတွေ့နိုင်ကြောင်း Meta ကအတိအမှတ်ပြုထားပြီးကူညီပေးနိုင်မဲ့ကိရိယာတွေဖန်တီးဖို့ကြိုးပမ်းခဲ့တယ်လို့တရားရုံးမှာပြောကြားခဲ့ပါတယ်။ Meta တီထောင်သူနဲ့အမှုဆောင်အရာရှိချုပ်မတ်ဆူကာဘတ်နဲ့ Instagram အကြီးအကဲတို့ကိုအမှုမှာအဓိကသက်သေတွေအဖြစ်ထွက်ဆိုစေဖို့မျှော်မှန်းထားပါတယ်။တရားရုံးပြင်ပမှာလည်းသူတို့ရဲ့ကလေးတွေဟာ social media ကြောင့်မိမိကိုယ်ကိုတေးချောင်းကြံဖို့တွန်းအားပေးခံခဲ့ရတယ်လို့ဆိုတဲ့မိခင်တွေက Meta အနေနဲ့တာဝန်ယူဖို့တောင်းဆိုခဲ့ကြပါတယ်။အဲ့ဒီအမှုဟာ TikTok, Snapchat နဲ့ YouTube တို့အပါအဝင် social media ကုမ္ပဏီတွေကိုဆယ်ကျော်သက်တွေရဲ့စိတ်ကျန်းမာရေးထိခိုက်စေတယ်လို့ဆွဆွဲပြီးတရားစွဲဆိုမှုတွေဇက်တိုက်ဖြစ်ပေါ်လာနိုင်တဲ့ထဲကပထမဆုံး Federal တရားရုံးမှုဖြစ်ပါတယ်။ကမ္ဘာတဝန်းအသုံးပြုသူ3ဘီလီယံကျော်ရှိတဲ့ Meta ဟာအခုအမှုမှာတရားခံအဖြစ်ပါဝင်တဲ့တခုတည်းသောကုမ္ပဏီဖြစ်ပါတယ်။ပြည်နယ်တွေကတန်ငွေချမှတ်ဖို့အပြင်လူငယ်အသုံးပြုသူတွေကိုကာကွယ်ဖို့ Meta ရဲ့ application တွေမှာအသုံးပြုချိန်ကန့်သက်ခြင်းအပါအဝင်ပြောင်းလဲမှုတွေပြုလုပ်ဖို့လည်းတောင်းဆိုထားပါတယ်။တရားလိုပြည်နယ်တွေရဲ့ဆွဆွဲချက်တွေဟာ Meta ဟာသူ့ရဲ့ application တွေကဆယ်ကျော်သက်တွေအပေါ်ထိခိုက်နိုင်မှုနဲ့ပတ်သက်လို့အများပြည်သူကိုလိမ်လည်ပြောဆိုခဲ့ခြင်းလူငယ်တွေကိုအချိန်ကြာမြင့်စွာအသုံးပြုစေဖို့လှုံ့ဆော်ချက်တချို့ကိုဒီဇိုင်းရေးဆွဲခဲ့ခြင်းနဲ့မိဘခွင့်ပြုချက်မရှိဘဲအသက်73နှစ်အောက်ကလေးတွေရဲ့အချက်လက်တွေကိုစုဆောင်းခဲ့ခြင်းတို့ဖြစ်ပါတယ်။ဒီမှုကြားနာစစ်ဆေးမှုဟာ6ပတ်ခန့်ကြာမြင့်မှာဖြစ်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအောက်တိုဘာလအတွင်းထုတ်ပြန်ပွဲရှိနေပါတယ်ခင်ဗျာ။ထိုင်းမြောက်ပိုင်းရေကြီးလမ်းတွေပြတ်တောက်ကနေအိမ်တွေရေလွှမ်းတဲ့တဲ့ရင်ကိုကျွန်တော်ကဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမြောက်ပိုင်းနမ်ပြည်နယ်ပူအားခရိုင်မှာတညတာအတွင်းမိုးရေချိန်130မီလီမီတာကျော်ရွာသွန်းခဲ့ပြီးတဲ့နောက်ဩဂတ်19ရက်ဗုဒ္ဓဖူးနေ့အစောပိုင်းကရုတ်တရက်ရေကြီးတာတွေဖြစ်ပွားခဲ့ပြီးတော့နေအိမ်တွေရေလွှမ်းတာလေယာမြေတွေပျက်စီးတာနဲ့အဓိကလမ်းမကြီးတွေပြတ်တောက်တာတွေဖြစ်ပေါ်နေပါတယ်။မနက်6နာရီဝန်းကျင်ကရရှိတဲ့သတင်းတွေအရတစ်တော်ရီနဲ့ဖုံးလွှမ်းထားတဲ့မြစ်ဖျားဒေတာဖြစ်တဲ့အပူအာခါကျေးရွာအုပ်စုမှာတညာလုံးမိုးတဲထန်စွာရွာသွန်းပြီးတော့မိုးရေချိန်130မီလီလီတာကျော်ရှိခဲ့ကလျင်မြန်စွာရေစီးဆင်းလာပြီးတော့ပူအားမှာရှိတဲ့နေရာအများပြားမှာရေကြီးရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း Drang Phukha အမျိုးသားဥယျာဉ်ရုံးရဲ့မှတ်တမ်းအရသိရပါတယ်။ရေကြီးမှုတန်ခံနေရတဲ့ရက်ကွက်တွေကဒေသခံတွေဘေးလွတ်ရာကိုအလင်းမြန်ရွှေ့ပြောင်းခဲ့ကြရပြီးတော့နေအိမ်တွေနဲ့စိုက်ပျိုးရေး area တွေအတွင်းရေအလင်းမြန်ဝင်ရောက်လာတာကြောင့်ပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုမြင့်မားတဲ့နေရာကိုရွှေ့ပြောင်းဖို့အချိန်အနည်းငယ်သာရရှိတဲ့ကဲ့သို့နေအိမ်တွေလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ပူအားခရိုင်ကွဲမှာရှိတဲ့ဘန်ရွန်အရက်မှာရေဘေးအပြင်းထန်ခံရပြီးတော့ဘန်နာလဲအရက်မှာ Drang Phukha မျိုးသားဥယျာဉ်နဲ့ပုကလူးဘက်ကိုတွားတဲ့လမ်းမပေါ်မှာဓာတ်စင်ရေတိုက်စားပျက်စီးသွားတာကြောင့်တွားလာလို့မရတော့ပါဘူး။ဒါအပြင် OUN ခရိုင်ကွဲမှာရှိတဲ့နေရာအများပြားမှာလည်းမြေပြိုရာတွေဖြစ်ပွားခဲ့ပြီးတော့လမ်းတွေပိတ်ဆို့သွားပါတယ်။
တာဝန်ရှိသူတွေကရေဘေးတင်ဒေသတွေကိုရောက်ရှိလာကကူညီကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်နေကြပါတယ်။နမ်ပြည်နယ်တဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရောပါသက်တာရေးယုံကပူအားခရိုင်မှာမိုးတဲထန်စွာရွာသွန်းပြီးတဲ့နောက်ရေကြီးနေကြောင်းသတင်းထုတ်ပြန်ခဲ့ပြီးအခြေအနေပေါ်မူတည်ကနောက်ထပ်သတင်းအချက်လက်တွေကိုထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။ဖန်ချုပ်ရေတာတန်တမန် area မှာရှိတဲ့တရားစင်ဟာရေတိုက်စားပျက်စီးသွားကြောင်းသတင်းရရှိပြီး dry ဖူးခါကိုတွားတဲ့လမ်းကြောင်းမှာရင်အသွားလာတွေထိခိုက်ခဲ့ပါတယ်။ပူအားခရိုင်ဘက်ကိုတွားမဲ့ခီးတယ်တွေကိုရေဘေးသင့်လမ်းတွေကိုရှောင်ရှားကြဖို့အာဏာပိုင်တွေကအကြံပြုထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမြစ်စမိုင်ဝိုင်းတော်သူဖြစ်တဲ့ရမင်းကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American $ကိုစစ်ကောင်စီသတ်မှတ်ဈေး2100ကျပ်ပြင်ပပေါက်ဈေး4420ကျပ်စင်ကာပူ$ကိုစစ်ကောင်စီသတ်မှတ်ဈေး1643ကျပ်ပြင်ပပေါက်ဈေး3468ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီသတ်မှတ်ဈေး2430.5ကျပ်ပြင်ပပေါက်ဈေး9145ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီသတ်မှတ်ဈေး63.46ကျပ်ပြင်ပပေါက်ဈေး134.36ကျပ်မလေးရှားတရင်ကစ်ကိုစစ်ကောင်စီသတ်မှတ်ဈေး919.82ကျပ်ပြင်ပပေါက်ဈေး1093ကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်။ဖော်ပြပါငွေလဲနှုန်းတွေကအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်ဈေး380နဲ့5000ကျပ်ပြင်ပပေါက်ဈေး300နဲ့8000ကျပ်15ပဲရတစ်ကျပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်ဈေး66သိန်း9385ကျပ်ပြင်ပပေါက်ဈေး94သိန်း5000ကျပ်ပေါက်ဈေးရှိပါတယ်။ဖော်ပြပါရွှေဈေးနှုန်းတွေကအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီဈေးနှုန်းတွေကတော့ဒီဇယ်1လီတာကို4020ကျပ်ပရီမီယံဒီဇယ်1လီတာကို4880ကျပ်အောက်တိန်း92 1လီတာကို3650ကျပ်အောက်တိန်း95 1လီတာကို3980ကျပ်ပေါက်ဈေးရှိပါတယ်။ဖော်ပြပါဈေးနှုန်းတွေကအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီသတ်မှတ်ဈေး9202ကျပ်ပြင်ပပေါက်ဈေး1000ခွဲကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်။ဖော်ပြပါဈေးနှုန်းတွေကအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်ရှင်။တမြစီမ Brian တိုင်းမြစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြရပါ။ကြည့်ရှုအားပေးကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြရပါ။တမြစီမ Brian တိုင်းအစီအစဉ်ကိုနေ့စဉ်နေ့ကနေတောက်ကြနေချီည9:00နာရီမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ။